တမနီကျိုးမြင်ရပေါင်းများစွာကိုအရှိန်အဟုန်ပြင်းစွာလှည့်ပတ်ပြီးရက်လုတ်ပေးနေတဲ့ဒီဆက်ကြီးကိုတက်ထုရက်လုတ်ဆက်လို့ခေါ်ပါတယ်။သူဟာကြိုတင်သတ်မှတ်ထားတဲ့အစီအစဉ်အတိုင်းတမနီကျိုးတွေကိုတစ်ချောင်းနဲ့တစ်ချောင်းစနစ်တကျကြော်ဖြတ်ရက်လုတ်ပေးပြီးပိုက်လုံးတွေရဲ့အပြင်ဘက်မှာအကာအကွယ်ပိုက်ကွန်အဖြစ်ပုံဖော်ပေးတာပါ။ဒီလုပ်ငန်းစဉ်မှာတမနီကျိုးတစ်ချောင်းလောက်ပဲလမ်းကြောင်းလွဲသွားရင်တောင်ဆက်တစ်ခုလုံးပျက်စီးသွားနိုင်တဲ့အတွက်အလွန်အရေးကြီးပါတယ်။ဒီဆက်ရဲ့အလုတ်လုတ်ပုံနေရာမှာကတော့ဆက်ရဲ့အလဲဘဟုမှာရှိတဲ့စုံလေအပိုင်းတွေစီမှာတမနီကျိုးရာပေါင်းများစွာကိုတက်ဆင်ထားတာပါ။တဝက်ကနာယီလက်တံအတိုင်းနောက်တဝက်ကနာယီလက်တံပြောင်းပြန်လှည့်ပတ်ပြီးတစ်စက္ကန့်အတွင်းမှာတင်ကျိုးတွေအပြန်အလှန်ကြော်ဖြတ်ရက်လုံနေတာပါကြည်ရတာအင်ဂျီရက်လုံနေတယ်လို့မျိုးလှပပြီးစနစ်ကျလာပါတယ်ကျိုးတစ်ချောင်းချင်းစီတိုင်းဟာတည်ငြိမ်နေဖို့လိုအပ်ပြီးတစ်ချောင်းလောက်မှားတာနဲ့ရက်လုံထားတဲ့ပိုက်ကုံတိဆောက်ပုံပျက်စီးသွားမှာပါဒီလိုနည်းနဲ့ရက်လုံထားတဲ့တာမနီပိုက်ကုံတွေဟာအတွင်းပိုင်းရှိပိုက်လုံးတွေကိုအကောင်းဆုံးကာကွယ်ပေးနိုင်ပြီးပိုက်ရဲ့တက်တန်းကိုလည်းများစွာရှိကြစေပါတယ်အခုလိုစိတ်ဝင်စားစရာတွေထပ်တင်ဆက်ပေးနေမှာမို့အကောက်ကိုအပေါင်းလေးနှိပ်ထားပါခင်ဗျာ